တကယ်လို့အင်းလေးကန်တာကဘာအကြီးဆုံးရေပေါ်အင်ပါယာကြီးဖြူလာခဲ့ရင်ဘာတွေပြောင်းလဲသွားမှာလဲဒီမှာလမ်းမတွေမရှိဘူးရေလမ်းကြောင်းတွေပဲရှိတယ်တောင်ကြီးနဲ့အင်းလေးကိုမိနစ်ပိုက်အတွင်းရောက်စီမဲ့ရေအောက်တန်လိုက်ရထားလိုင်းတွေကမွေးလိမ့်မွေးကောက်ပြေးလွှားနေမယ်ဒါကဒူဘိုက်ထက်ပိုခန်းထားပြီးဘင်းနီမြို့ထက်ပိုစမ်းပြတဲ့ floating mega city ကြီးပေါ့ကျွန်တော်တို့ရဲ့ရိုးရာကျွန်းမျောဆိုင်ခင်းတွေကအစင်းမြင့်နှီးပညာတွေနဲ့ပေါင်းဆက်ပြီးတကဘာလုံးကိုအစားအစာတွေထောက်ပံ့ပေးနေလိမ့်မယ်ရှေးဟောင်းအမွေအနှစ်တွေကြားမှာစိုက်ဘာပတ်နှီးပညာတွေစီးဝင်နေပြီးကဘာခရီးသွားတွေမလမခစ်လာရမယ်အနာဂတ်ရဲ့ oasis ထလာမှာပါဒါဟာအိမ်မက်တစ်ခုတည်းမဟုတ်ဘူးဗျကျွန်တော်တို့မှာရှိပြီးသားယဉ်ကျေးမှုကိုနှီးပညာနဲ့ပေါင်းဆက်လိုက်ရင်ဖြစ်လာနိုင်တဲ့ကျွန်တော်တို့ရဲ့ဂုဏ်ယူစရာအနာဂတ်ပါဒီပုံရိပ်တွေကတင့်ကိုအံ့ဩစေတာလားဒါမှမဟုတ်ဂုဏ်ယူစေတာလားဒီလိုမြန်မာပြည်ကိုမြင်ချင်တယ်ဆိုရင်လူတိုင်းထိအောင် share ပေးလိုက်ပါဦး